ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒုတိ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့အပိတ်နေရောက်ပြီဗျာနော်အပိတ်နေမှာကျွန်တော်ရဲ့ချင်းမင်းစင်များအားလုံးတော့အကောင်းဆုံးကြိုးစားပေးထားပါတယ်ကဲအပိတ်နေမှာကျွန်တော်ရဲ့ချင်းမင်းစင်များအားလုံးပဲကံကောင်းကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲမနေ့ကကျွန်တော်တို့တစ်တုံးနေဗျာနော်ညနေဘက်မှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကြံခဲ့တဲ့ break ထွက်သွားပါပြီကဲဒီနေ့လည်းကျွန်တော်တို့ကြံ break တွေရပဲထွက်နိုင်မယ်လို့ကျွန်တော်ရှုံနေပါတယ်ဗျာနော်အဲအကြောင်းမလို့ကျွန်တော်တို့ကြံ break တွေကခဏအကွက်တွေကိုကျွန်တော်တို့ maintain ကစားမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ပြောနေကြစကားတိုင်းပဲကျွန်တော်လည်းအသက်ချင်းတူရင်ကျွန်တော်ရဲ့ခဏတွေကစားနိုင်ပါတယ်အသက်ချင်းမတူတဲ့မိတ်ဆွေတွေကြော်သွားလို့ရှာပါတယ်ဗျာနော်ကဲအဲ့တော့ဒီနေ့ကတော့ရိုးရိုးရှင်းလေးပါဗျာနော်ကျွန်တော်တို့1ချိန်နဲ့ထိပ်စီနဲ့ကတ်တယ်1ချိန်နဲ့မထီမပေါက်တီးနဲ့ကတ်တယ်အဲ့တော့ကျွန်တော်ရဲ့ချင်းမင်းစင်များကျွန်တော်ပြောခဲ့သလိုပါပဲကျွန်တော်အကြိုက်ဆုံး brain နှမျိုးတွေကပဲကျွန်တော်တို့ main နဲ့ကစားမှာဖြစ်ပါတယ်ဗျာနော်ကဲပိတ်နေမနေ့မှာအားလုံးပဲကံကောင်းကြပါစေခင်ဗျာ